စာပြုပြီးတိုင်တယ်ဆူတောင်းကြမီဒီနာဆောင်နေမယ်ဟုတ်ကဲ့အန်တီတစ္စာပြုလက်ထပ်ပြီးရင်တော့အန်တီလို့မခွာတော့ဘူးနော်အမေလို့ပြန်ခေါ်ရမယ်နော်ကျမတို့သစ္စာဆိုကြမယ်နော်တပည့်တော်လုံးနှစ်ဦးဒီတပည့်တော်လုံးနှစ်ဦးဒီဦးနဲ့တူတူနဲ့တူတတမြချင်းမြတ်လို့ကြပါပြီတတမြချင်းမြတ်လို့ကြပါသစ္စာစကားကြောင့်ဆုံးဘဝအထိပါရမီဖြည့်ရများအဖြစ်ပါရမီဖြည့်ရများအဖြစ်အတူတကွပေါင်းသင်းနေထိုင်ရပါမယ်အတူတကွပေါင်းသင်းနေထိုင်ရပါမယ်ငါဘဝအမျိုးမျိုးဒုက္ခပေးခဲ့တဲ့ကောင်မင်းဘဝကိုလေဒီမိဘပေါ်မှာလည်းဒီကောင်ချုပ်လိုက်တော့မင်းဝှကျွတ်သွားငါတကြုံပင်းဒီကတော့ဒီချာတယ်ကဲဝါအမေတော့ကဲပါဦးကဝစ်ချပြီကဝစ်ချပြီဘာလို့လဲဒီလိုဟာရှိကိုအမေကဟောငါဝစ်ချပြီကွာငါဝစ်ချပြီမင်းတော့ကြတော့မရှိတော့ဘာမှမရှိတော့အဲ့ဒါဘာမှမရှိတော့ငါဝစ်ချပြီကျမတို့လက်ထပ်ပေးတဲ့ဆိုင်ရယ်ကျမတို့ညောင်းလေညောင်းပြလို့ရအောင်ဟဲ့မေတ္တာပြောနေရမလားဒါလေးကိုလေအမေကမြင်ရတယ်ဆိုပြီးတော့စိတ်ထဲမှာတွေးကြည့်နေတယ်မေတ္တာနဲ့တမန်သိပြီးလိုက်တာကျမလေးဒီချ
ချင်းစားပြီးအလေးလေးလို့ခေါ်မယ်နော်ကျွန်တော်တို့ဘယ်လိုဆောင်လဲ မိသားနဲ့ပလေးတဲ့ဒီနေ့ဒီချင်းကစားရတယ်။number 1စက်ပိုင်းဒီလိုကိုကျမ်းကိုချစ်ပြီးနေတယ်ရှောရှောလုံးလုံးကြည့်စီ။ဒီမှာတော့ချိန်နေ။ဒါဆိုရင်ဒီနေ့နဲ့သားရှိရမှာဒီနေ့နောက်ကတဲတဲလေးလိုက်ခဲ့နော်။